ပြန်လာရ အေးပြန်ရောက်တယ်ဒီနေ့လောက်ရပါ ခု ဟမ် ဒီနေ့လည်းလုတ်တွေက reply မလာဘူးတဲ့ မင်းကလည်းဟာတည့်ရတာမင်းနေပြန်ပြီငါလည်းထားရောက်ခရတာလုပ်ပြီးရှောက်ဒါမှလည်းတခုမှ reply လည်းမလာဘူးဟဲ့အင်တာဗျူးလည်းတခုမှမရအောင်စိတ်တွေလည်းခဲ့တယ်ဟဲ့ငါ့စီကရပဲဘာလို့အဲ့နေလဲပြီးတော့ပါ ဟုတ်ငါနဲ့တကယ်ချင်းကောက်ကောက်လို့ပြောပြမယ်နော် ဟုတ် နေကြိုးစားနေရတာသိတယ်ဒါပေမဲ့နေသွားနေနေလန်းနေမှားနေတာမတို့ပုံမဲ့ online နေလို့ရှောက်တယ် reply ကိုစောင့်တယ်နေမင်းစဉ်းစားကြည့်လေနေဒီအခန်းထဲမှာထိုင်ဆောင်နေုံနဲ့အားဖွင့်မှလေးစီကိုတိုက်ရတာမဟုတ်ဘူး အဲ့ဆိုငါဘယ်လိုလုပ်အောင်ဘာမှဆိုငါဒီထိုင်းမှာလဲဟာဒုမှလည်းတည့်ရတယ်လို့ရှိပြီးတော့ဒီအလုပ်တွေက online နေမရှောက်ဘူးဆိုငါပြန်နေတော့ရှောက် ဒီလီဒါကြောင့်နေကိုအိမ်ထဲမှာမနေမနေပါလေလို့ခဏခဏပြောတာပဲမှာပါမတွေ့တာကိုရှိနေတယ်level networking event တဲ့နေစနော်ဒါငါတို့လူမျိုးသားအလုပ်ရှာနေသူတွေအတွက်စီစဉ်ပေးရပွဲနော်ငါတို့ဒီပွဲမှာဆိုရင်ငါတို့ career opportunity တွေအားကြတယ်ပြီးတော့ငါတို့ CV တွေပါချက်ပြီးအောင်မာတယ်ပြီးတော့ငါတို့အိတ်ပွဲတော့ networking ရပါလို့ရှိတယ် အဲ့ဆိုတော့မိုက်တာဘယ်ရကြတော့မမလို့ အဆုတ်တောင်းပေးချက် ဟုတ်အဲ့ဆိုငါ့ရဲ့နေပြီးပဲငါလည်းအပြင်မထွက်ရတာကြာပြီဆိုတော့တစ်ခါရဲ့အပြင်သွားလို့ရပြီ ဟောင်းနေတကယ်ချက်တော့ငါပြောချင်တာကွာအောင်မြင်မှုဆိုတာကွာတကယ်ပါရှာဖွေနေရပါငါတို့ထိုင်ဆောင်နေလို့မရငါတို့အောင်မြင်မှုပါနဲ့ငါတို့လက်ထက်မှာရှိတယ်ချက်တွေ့ဝင်နေမဲ့ငါတို့ register တော့ Okay Next level network.